ခေါရမမြတ်စွာဘုရားရှင်ပွင့်တော်မူခဲ့တဲ့နိုင်ငံကိုရွေးချယ်ပါအပြေမှန်ကတော့နီဘောနိုင်ငံဖြစ်ပါတယ်ဘုရားလောင်းသိတ္တထာမင်းသားတတ်တော်ဘလောက်မှတော်ထွက်တာလေအပြေမှန်ကတော့29နှစ်ဖြစ်ပါတယ်ဘုရားလောင်းသိတ္တထာမင်းသားတတ်တော်ဘလောက်မှဘုရားဖြစ်တာလေအပြေမှန်ကတော့35နှစ်ဖြစ်ပါတယ်ခေါရမမြတ်စွာဘုရားရှင်တတ်တော်ဘလောက်မှပြိဋိဘံပြုတာလေအပြေမှန်ကတော့တတ်တော်80ဖြစ်ပါတယ်ခေါရမမြတ်စွာဘုရားရှင်ပြိဋိဘံဆံဝင်ရာအရက်ကိုရွေးချယ်ပါအပြေမှန်ကတော့ကုသနာယုံဖြစ်ပါတယ်